ရာဇဂျိုမြို့အနီးတက်ကာရရွာတွင်ငွေကြေးအလွန်ကျွဲဝသော်လည်းကက်ဆေးနှဲလွန်လှသောကောတိယသူထေးကြီးတဦးရှိနေသည်သူ၏စီးစိမ်ဥစ္စာများသည်အလွန်များပြားသော်လည်းတပါးသူအားမပေးကမ်းကိုယ်တိုင်နောက်မသုံးမစားနိုင်သောစိတ်ထားဖြစ်သည်အိမ်သူအိမ်သားများနှင့်အလုပ်သမားများပါမဝမ်းမြောက်ဘဲငတ်မွတ်မှုနှင့်အတူနေထိုင်နေရသည်တနေ့တွင်နန်းတော်မှပြန်လာသောတထေးကြီးသည်လမ်းဘေးမုတ်စီကျော်၏အနံ့ကိုခံစားမိလာသည်မုံစားခြင်းစိတ်အလွန်ပြင်းထန်သောလဲပတ်စံကုန်မီကိုကြောက်သဖြင့်မဝယ်စားနိုင်ခဲ့ပေအဆုံးတွင်အိမ်သို့ပြန်ပြီးကိုယ်တိုင်မုံကြော်စားမည်ဟုဆုံးဖြတ်လိုက်သည်သို့သောအလုသမားများကိုကြော်ခိုင်းလျင်သူတို့ပါစားမည်ဟုတွေးကာထပ်မံမလိုလားတော့ပြန်သည်မုံစားခြင်းစိတ်ကိုဖိနှိပ်ရင်းတထေးကြီး၏ကိုခန္ဓာသည်တဖြည်းဖြည်းပိန်လှိုင်း၍နာမကျန်းဖြစ်လာသည်တထေးကတော့ကြီးကအကြောင်းရင်းကိုသိရှိပြီးမုံများကိုအားလုံးအတွက်ကြော်ပေးမည်ဟုပြောလိုက်သည်သို့သောတထေးကြီးသည်တယောက်တည်းအတွက်သာမုံကြော်ခိုင်းပြီးတိတ်တိတ်လေးပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်သူတို့နှစ်ဦးသည်ခုနှစ်ထက်တိုက်၏အပေါ်ဆုံးတွင်မည်သူမျှမသိအောင်တကားများပိတ်ကာမုံကြော်ကြသည်မုံအနက်နှင့်အတူတထေးကြီး၏စားခြင်းစိတ်သည်ပိုမိုပြင်းထန်လာသည်ထိုအချိန်တွင်မမျှော်လင့်ဘဲယဟန်တော်တစ်ပါးသည်ပြတင်းပေါင်နာတွင်ပေါ်ထွက်လာသည်ထိုယဟန်တော်မှာတကိုးကြီးသောအရှင်မောကလန်မထေရဖြစ်သည်တထေးကြီးသည်မုံမပေးလိုသဖြင့်မထေရအားကပ်ဆေးနှဲစွာပြန်လည်ပြောဆိုခဲ့သည်ထိုအခါမထေရမြတ်သည်တကိုးဖြင့်အခိုးနှင့်မီးရှံများကိုပြသကာတထေးကြီးကိုသတိပေးလိုက်သည်ကြောက်ရွံ့သွားသောတထေးကြီးသည်မုံသေးသေးလေးပေးရန်ကြိုးစားခဲ့သည်သို့သောမုံများသည်အလုံးအကြီးကြီးဖြစ်လာပြီးတစ်ခုတည်းခွဲ၍မရနိုင်တော့ပေနောက်ဆုံးတွင်တထေးကြီးသည်စိတ်ပြောင်းလဲပြီးမုံအလုံးကိုလှူဒန်းရန်ဆုံးဖြတ်လိုက်သည်အလှူဒါန၏အကျိုးတရားကိုသိမြင်ပြီးနောက်တထေးကြီးနှင့်တထေးကတော်တို့သည်ကက်ဆေးနှဲမှုမှလွတ်မြောက်ကာတရားဖြင့်ပြည့်စုံသူများဖြစ်လာကြသည်